နတ်ဆိုတာမျိုးဟာတာမန်လူတွေဟာမကြည့်ဝန်းလောက်အောင်ကိုသူတို့တကူအရောက်နေတောက်ပါတယ်။ဘာကြောင့်လဲလို့ဆိုရင်ဒီစာပေကျမ်းကမှာပါဠိစာပေမှာမှတ်တမ်းတင်ထားတာလေးတစ်ခုရှိတယ်။တီဟိုကျွန်းမှာရဟန်းတော်တစ်ပါးဟာမဟာသမယတုတ်ကိုရွတ်တယ်။မဟာသမယတုတ်ကိုရွတ်တဲ့အခါနတ်တွေကကြီးညိုတယ်တဲ့။ဒါမို့မဟာသမယတုတ်ရွတ်တာကိုနတ်တွေကချစ်တယ်လို့သူတို့ပြောတယ်။အဲ့ဒီလိုမဟာသမယတုတ်ကိုမှန်မှန်ရွတ်တော့ပတ်ဝန်းကျင်ကနတ်တွေကသူ့ကိုကြီးညိုကြတာရုခေါ်ကြတယ်။အဲ့ဒီအချိန်မှာရဟန်းတစ်ပါးတောထဲမှာတောကြောင်လေးမှာမဟာသမယတုတ်ရွတ်ပြီးတော့နတ်သမီးကတာရုခေါ်တဲ့အခါကျတော့ရဟန်းကဘာတောင်းဆိုတော့ဆိုရင်နတ်သမီးကိုသူ့ကိုကြည့်ကျင်တယ်တဲ့သူ့ကိုပြနိုင်မလားပေါ့နော်အဲ့တော့နတ်သမီးကဘာပြောတော့ကိုရောပြလို့မရဘူးတဲ့နော်ဓာတ်ရဲ့အရှိန်ဟောဒီတိုင်းပြလို့မရဘူးတဲ့ပြလိုက်မယ်ဆိုရင်ကိုရောကြည့်နိုင်မှာမဟုတ်ဘူးဆိုပြီးဒီပြမကြည့်ကျင်နဲ့သူ့ရဲ့လက်ညှိုးလေးပဲကြည့်လို့ဆိုပြီးတော့ကျောင်းပြင်ဘက်ကနေပြီးတော့နတ်သမီးကတော့ဖောက်ကလေးကနေပြီးသူ့လက်ညှိုးလေးကိုထည့်လိုက်တာတစ်ချောင်းလုံးလင်းထိန်သွားတယ်ဒါတကူနဲ့လှုပ်တာမဟုတ်ဘူးသူ့ရဲ့သဘာဝခန္ဓာကိုယ်ထွက်တဲ့အလင်းရောင်တွေကအဲ့လောက်ထိအောင်ကြီးမားတယ်လို့ဆိုလို့တကူလုံးဆိုရင်တော့ကြည့်လို့ရမှာမဟုတ်တဲ့အနေထားမျိုးအဲ့ဒီလိုမှတ်တမ်းလေးတစ်ခုတွေ့တော့ဒါကြောင့်မို့လို့နတ်တွေဘာတွေကလူကိုပြလို့ရှိရင်ပုံစံတစ်မျိုးဖော်ပြီးတော့ပြရတယ်လူကတကယ်နတ်အစစ်ကိုလူတွေဟာကြည်ရဲတဲ့သဘောမရှိဘူးပေါ့နော်ကြည်ရဲတဲ့သဘောမရှိဘူးသူ့ပုံမှန်တဏ္ဍာန်တိုင်းကိုကြည်နိုင်ဖို့ရမလွယ်ဘူးကြည်လို့ရတဲ့နတ်ကတော့ဒီလူတွေမှာဝင်ပူရတဲ့နတ်စုံနတ်ပဲလောက်ပဲရှိမှာပေါ့နော်အဲ့ဒါလောက်ပဲကြည်လို့ရမှာပဲဟိုးကောင်းကင်ဘုံကတကိုးကြည့်တဲ့နတ်တွေကတော့ကြည်လို့မရဘူးသူဆိုလို့တယ်နတ်ရဲ့သဘာဝအလွန်ဟိုတင်ဖြစ်တယ်ဆင်းနတ်ကလည်းပဲလူလိုပဲဆင်းရဲတဲ့နတ်တွေရှိတယ်မြတ်စွာဘုရားလက်ထက်တုန်းကဥတ္တရမာတာတို့ပုဏ္ဏပတုဥတ္တရမာတာတို့ဆိုတာရှိတယ်သူတို့ကိုပိတ္တဆလို့ခေါ်တယ်ပိတ္တဆဆိုမြေပုပ္ပလူသို့တော်သူတို့ကအပယ်လေးဝန်သားတွေမဟုတ်ဘူးစတုမာတွေနှမျိုးထဲမှာပါတယ်ဆင်းရဲတာမှတာမန်လူတယောက်တည်းဆင်းရဲတယ်သူတို့ဆင်းရဲပြီဆိုမှပို့ဆင်းရဲတာလူဆင်းရဲတာကိုယ့်အကိုလောက်ကင်စားလို့ရသေးတယ်သူတို့ဘဝမှာဆင်းရဲပြီဆိုရင်စားစရာမရှိဘူးဘာလို့ရတော့ဆိုရင်လူတွေစွန့်ပစ်ထားတဲ့ဒီအစာကျွင်းစာကြံတွေလိုက်ရှာကြံပြီးတော့အဲ့ဒါစားရတယ်လို့ဆိုတယ်တရက်တော့ဒီအဲ့ဒီပိတ္တဆလို့ခေါ်တဲ့စတုပါရီနတ်မျိုးထဲမှာအပါဝင်ဖြစ်တဲ့အလွန်ဆင်းရဲတဲ့ဘုံမဆိုးနတ်မြတ်စွာဘုရားတရားပွဲကိုရောက်လာတယ်သူလာရင်ကတော့သူ့သားလေးနဲ့သမီးလေးကိုလက်ကဆွဲပြီးတော့သူလာတာဘာအတွက်လာတာတော့ဆိုရင်လူစုလူဝေးမြင်တဲ့အခါကျတော့မတော်တဆစားစရာလေးတွေအောက်ဖိတ်ချနေရင်သူယူစားဖို့လာရင်မယ်ကောက်စားမယ်ဆိုတဲ့ရွေချက်လေးနဲ့သူတို့လာတယ်ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတဲ့အတန်ကိုသူကြားလိုက်တော့အစာရှာဖို့မေးသွားပြီးတော့ဘုရားတရားတော်ကိုနားဆိုင်ပြီးထောင်းနေတဲ့အချိန်မှာတားငယ်သမီးငယ်တွေကဆာလာပြီးဘာလို့ရက်နေတာတော့ရှားပါတခုခုရအောင်စားစရာဆာလာပြီးနဲ့ပြောတဲ့အခါကျအဲ့ဒီမှာသူကသူ့သားသမီးတွေကိုဆုံးမတာလေးရှိတယ်ငါသားငါသမီးကိုတိတ်တိတ်နေကြဟိုမှာဘုရားတရားဟောနေတယ်ငါတို့အဲ့ဒီတရားမသိလို့ဒီဒုက္ခရောက်နေတာအဲ့တရားကိုမင်းတို့သိချနားဆိုင်ထောင်ပိယောလောကေသကောပုတ္တောပိယောလောကေသကောပတိလောကမှာကိုယ်သားသမီးကိုကိုချစ်တာပဲတဲ့ကိုယ့်ရဲ့ယောက်ျားလည်းကိုချစ်တာပဲဒါပေမဲ့လို့ငါအဲ့ဒီမင်းတို့သားသမီးတွေချစ်တာတဲ့ဟောဒီတရားကိုပို့ပြီးတော့ငါမျက်နှိုးတယ်ငါတို့ဒီတရားမသိလို့ဒုက္ခရောက်နေတာလို့သူ့သားသမီးတွေကိုတိုးတိုးနေဖို့ပြောပြီးတရားဆက်နာတာတရားဆုံးမှသူသောတာပန်ဖြစ်သွားတယ်ဒါပေမဲ့သူပြိတ္တာဆိုရင်သောတာပန်မဖြစ်နိုင်ဘူးအပယ်လေးဝန်သားဆိုရင်သူဟာအပယ်လေးဝန်သားမဟုတ်ဘူးစတုမာရိနတ်မျိုးတွေကနတ်ဆင်းရဲနတ်မွဲလို့ပြောရမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့အလွန်ဆင်းရဲတဲ့ဘဝမျိုးတွေလည်းပဲလောကလူတွေဟာ
လောကမှာတရားဝါတွေဟာရောက်ရှိလာကြတယ်ပေါ့